မင်းကဥစ္စာဆောင်မလေးကိုကာကွယ်ဖို့မွေးလာတာမင်းကိုဝင်ပူးဖို့မဟုတ်ဘူးကာကွယ်သူနဲ့အကျဉ်းသားဟာအတူတူပဲအလင်းကတစ်စက္ကန့်နဲ့အမောက်ဖြစ်သွားတယ်ဥစ္စာတွေကအရာရဲ့ကိုခန္ဓာကမိခိုးလိုပြောဝင်သွားပြီးတန်တန်မင်းခန့်ရင်ဘတ်ထဲဝင်ထိုးသွားတယ်အာမင်းခန့်အော်တန်ကလူအတန်မဟုတ်တော့ဘူးအယိုးကြည်တန်နဲ့အသက်ရှူတန်ရောဆက်သွားတဲ့အတန်သူ့ခန္ဓာကိုယ်ကမြေပြင်ပေါ်ကနေလေထဲလွတ်တက်သွားတယ်အရိပ်တွေကသူ့ခြေထောက်အောက်မှာရေလိုလုံနေတယ်ညနှင်းစီမျက်လုံးหนีသွားတယ်မင်းခန့်ငါ့ကိုကြားလာမင်းခန့်မျက်လုံးဖွင့်လိုက်တဲ့အခါမျက်လုံးအဖြူမရှိတော့ဘူးအနက်ရောင်အလင်းဆက်သေးသေးတွေအလဲမှာလှုပ်နေတယ်သူပြုံးလိုက်တယ်ဒါပေမဲ့အဲ့ဒီပြုံးမှုကမင်းခန့်ရဲ့မဟုတ်ဘူးငါနာမည်ကိုဒီခန္ဓာကိုယ်ကမေ့ထားခဲ့တာကြာပြီအတန်ကမင်းခန့်အတန်ပဲဖြစ်ပေမဲ့အတွင်းမှာတခြားတစ်ယောက်ရှိနေတယ်သူလက်ကိုမြောက်လိုက်တယ်အမောင်လူစုတွေတပြိုင်နက်ခေါင်းထောင်လိုက်ကြတယ်အရှင်ပြန်လာပြီးမြေကြီးတုံခါတယ်စေတီပြက်ကအကွဲပြီးကျလာတယ်ညနှင်းစီမျက်ရည်ကျသွားတယ်မင်းကဥစ္စာဆောင်မလေးကိုကာကွယ်ဖို့မွေးလာတာမင်းကိုဝင်ပူးဖို့မဟုတ်ဘူးမင်းခန့်မဟုတ်တော့တဲ့အရာသူမကိုလှမ်းကြည့်လိုက်တယ်ကာကွယ်သူနဲ့အကျဉ်းသားကအတူတူပဲသူခြေလန်းတလန်းရွှေ့လိုက်တယ်ညနှင်းစီခြေတော့မလုံနိုင်ဘူးဒါပေမဲ့သူမလက်ထဲကရှေးဟောင်းတင်ဂီတာကအလင်းသေးသေးတောက်လာတယ်အဲ့ဒီအလင်းကမင်းခန့်ရဲ့နှလုံးဘက်ကိုညှို့နေတယ်အတွင်းမှာမင်းခန့်အမှန်တကယ်ရဲ့အတန်တစ်ချက်ထွက်လာသလိုဖြစ်သွားတယ်မလွတ်ပါနဲ့ညနှင်းစီအသက်ရှူကိုကင်ထားလိုက်တယ်ဒီအချိန်မှာရွေးချယ်မှုတစ်ခုတည်းပဲကြံတော့တယ်ဥစ္စာကိုပြန်ပိတ်ရင်မင်းခန့်တည်မလားဒါမှမဟုတ်ဥစ္စာကိုပြန်ပိတ်ရင်မင်းခန့်တည်မလားဒါမှမဟုတ်သူ့ကိုကယ်ဖို့သူမကိုယ်တိုင်ဥစ္စာဖြစ်သွားမလား